40ကျော်တဲ့အချိန်ကိုကိုပြန်စဉ်းစားဟောငါအဖေတို့ရဲ့ရှင်းသုံးနိုင်ဘောကိုမှရောက်တာလားခွေးတို့ဘဝမှာဘောကအခုစီကရောက်တယ်အော်ငါဒီဘဝရွေးချယ်ငါမှားလားအဲ့ဒီအရာကြီးတော့အများကြီးသိဒီလမ်းကိုရွေးချယ်လိုက်တဲ့စိန်ခေါ်မှုတွေရှိလာဆိုရင်တော့ရွေးချယ်လိုက်တဲ့အကြောင်းရင်းနဲ့ပါလဲဆိုလို့ဒီလမ်းကိုရွေးချယ်လိုက်တဲ့စိန်ခေါ်မှုတွေတော့အများကြီးရှိတော့ပါဘူးဒီကစိန်ခေါ်မှုကဘယ်သူနဲ့ဘယ်သူလဲဆိုကိုနဲ့ကိုနဲ့လည်းအရင်ဆုံးစိန်ခေါ်မှုတွေဖြစ်ရဘယ်လိုဖြစ်ရတာလဲဆိုလို့ရှိရင် server block တွေရိုက် server block တွေရိုက်ကိုကခီးသွားလို့သွားမယ်နဲ့သွားပြီတာမန်အလုပ်တွေနဲ့မထူညီရဲခွဲပြားတဲ့အလုပ်တစ်ခုကိုလုပ်လိုက်တော့မြန်မာနိုင်ငံသားညီငယ်ညီမငယ်တွေကိုလည်းရောက်စေချင်ပါတယ်လေ့လာစေချင်ပါတယ်မြန်မာပြည်ကမရောက်နိုင်တဲ့လူတွေကိုစားကျွန်တော်သွားပြီးတော့တင်ဆက်ပေးနေတာဖြစ်ပါတယ်အဲ့ဒါကြီးနောက်တစ်ချက်ကကိုငယ်တော့ဟိုအများကြီးတိတ်မတွေးနိုင်တဲ့အခြေအနေမှာဖေကတခါတော့ဆူတယ်အဲ့ဒါကဘာလဲဆိုတဲ့အခါကျကိုတို့သူများအိမ်ပြီးတော့ကစားတာငယ်ချင်းအိမ်မှာကစားတာဖေပြန်တဲ့အချိန်မှာဖေကအိမ်မှာနေစေချင်တယ်အိမ်မှာလည်းအများနဲ့ရှိနေတယ်ကိုတို့ခေါ်တယ်ပေါ့ခေါ်တဲ့အချိန်မှာဘာပြောလဲဆိုတော့တစ်ချီလုံးအိမ်နိုင်တယ်ခွေးတို့ဘောဝယ်အဲ့ဒီဒီသုံးလုံးနဲ့အသုံးလုံးတွေကိုနားနေတယ်တော့အတိအကျနားလည်လောက်မဟုတ်ဘူးဒီတွေခေါ်တွေးမရှိနေတယ်ဒါပေမဲ့အဲ့ဒီစကလုံးတွေကကိုယ့်ရဲ့ရည်ချက်ကတော်တော်လေးကိုစုပ်ပြတ်တက်နေတဲ့ပုံစံမျိုးတော့ရောက်တယ်ဆိုတော့မသိဘူးတဖြည်းဖြည်းအသက်ကြီးလာတဲ့အချိန်မှာဒီပြောခဲ့စတာကိုကိုကြပြန်ပြီးစဉ်းစားတဲ့အချိန်အများတန်းပေါ့နော်အဲ့ဟာကိုအများတန်းတွေ့တဲ့အခါကျတော့ကိုကအရင်အလုပ်တွေရဲ့ဘောတော်ဘာရခီးတွေသွားမှာဟိုတယ်မှာအိတ်ချအိတ်ဒါပေမဲ့အခုသူများတွေကိုလိုင်းမေးဘယ်တကယ်ချင်းအိမ်မှာလဲကိုလိုင်းမေးတော့ဘယ်မျိုးအိမ်မှာလဲအဲ့လိုအိတ်ရတယ်ဆိုတာဟာမျိုးလို့အဲ့ဘာဖြစ်လို့လဲဆိုတော့ကျတော့ဒီကဆူဆုံးမမှုတခုကအဖေကတော့ဒီယူနာတော်တော်နဲ့ပြောခဲ့တယ်အဲ့ယူနာတော်လို့ကိုနားလေတဲ့အချိန်မှာဘာလဲဆိုတော့ကိုလည်းအမြင်နဲ့ကျန်တဲ့လူတွေကိုလုံးကိုအမြင်နဲ့ပြန်ပြောဒါကြုံတော့ပေါ့နော်ဘာပြောလဲဆိုတော့သူများအိမ်ကိုသွားနေဆိုသူများတစ်စက်မိတ်အိတ်ကိုရောက်ပြီးသူများရဲ့အဝင်းအဝိုင်းကိုရောက်ပြီးဆိုငါဆိုတဲ့ဟာကိုဖြုတ်ချခဲ့ရတာငါဆိုတဲ့ဟာကိုသူရဲ့အိမ်မောင်းဝါမှာပေါ့နော်တစ်စက်မိတ်အဲ့မှာဖြုတ်ချခဲ့ရအဲ့ခုနပြောလို့လေကိုကတော့ကိုပဲဒါပေမဲ့သူများအိမ်ရောက်ဆိုကိုရဲ့မဟုတ်တော့ဆိုတာအဲ့ချိန်ကစပြီးကိုကအဲ့လောက်ရတယ်ကိုကမကြိုက်တည်ငြိမ်ပြီးတော့အေးစတဲ့ဘဝတစ်ခုပဲကိုသွားမယ်ပေါ့နော်ကိုအဲ့လိုမျိုးပဲပြေးရတယ်အဲ့တော့ဒီ travel blog တွေရိုက်တဲ့အချိန်မှာဒါအလုပ်လိုမျိုးကိုလုပ်ပြီးတော့လုပ်နေပြီဆိုတဲ့အချိန်မှာဘာကြုံတွေ့ရလဲအခုနဲ့ကိုနဲ့စိတ်နဲ့ဟောတခါတည်းကြောက်ပြန်တွေးတာပေါ့ဟောငါဒီမျိုးကနေဟိုမျိုးနေပုံကြည့်လိုက် Google ခောက်လိုက် AI နဲ့နေလိုက်ဟိုအိုင်လုပ်လိုက်ဒီအိုင်လုပ်လိုက်အကုန်လုံးပေါ့နော်လုပ်ပြီးတော့ငါပဲသွားရမယ်ဘယ်လန်းတက်တာမယ်ဘယ်လိုလုပ်ရမယ်ဘာညာဆိုအဲ့လိုမျိုးစဉ်းစားပြီးတော့နောက်ပြီးတော့ဒီမန်ချက်ရှိလားဆိုဒီမန်ချက်အနေနဲ့လည်းမရှိဒီညမှာဒီမျိုးမှာငါ2ညအိတ်ချင်တဲ့အိမ်နဲ့3ညအိတ်တော့အလုံးဝစိတ်ကြီးကို feeling လို့တာ40ကျော်တဲ့အချိန်ကိုကိုတင်စဉ်းစားဟောငါအဖေတို့ရဲ့ရှင်းသုံးအိမ်နိုင်ဘောကိုမှရောက်တာလားခွေးတို့ဘဝမှာပေါ့အခုစီကရောက်နေအော်ငါဒီဘဝရွေးချယ်ငါမှားလားအဲ့ဒီဟာကြီးတော့အများကြီးကိုတွေးမိတယ်အဲ့ဒီဟာကြီးကတော့ရင်ထဲကိုတော်တော်လေးစူးစူးနစ်နစ်ဖြစ်ဒါပေမဲ့ဒီလိုမျိုးလုပ်ဖို့နောက်ွယ်အကြောင်းတရားဆိုတာကိုရင်တော့လည်းအလုပ်တွေလုပ်ခဲ့လို့ပါတယ်လုပ်ခဲ့တဲ့အစင်းတရားရှိအစင်းတရားရှိဘယ်လိုဖြစ်လဲဆိုတော့ဒါကတော့ကိုဘဝနဲ့ရှင်ပြီးတော့ပဲကိုပြောတာပေါ့ဒီခါတင်ကြတော့ကိုလုပ်မြန်တော့ကောင်းဒါပေမဲ့မကောင်းလာနိုင်တဲ့အချိန်တွေတခုတည်းကထိုးချလာတဲ့အချိန်မှာရောက်လာတဲ့အချိန်မှာအဲ့ဒီခါကြီးကအကိုလေးရှိအခုရှိကိုရိုက်ခတ်လာတဲ့အချိန်မှာအခုပုံဝင်ကျင်မှာလေပတ်နေတဲ့လူတွေရဲ့အခုပေါ်မြင်တဲ့အမြင်တွေစောင်းလာရှိတယ်အထင်လွဲတာရှိတယ်ဟိုရဝိုင်းတော့ကွမ်းတောင်းတော်တယ်မရဘူးဆိုလို့ရှိရင်နောက်ကဆုံးရှုံးမှုတစ်ခုဖြစ်ခဲ့ရင်ဘာသာကွမ်းတော့လိမ်ကွမ်းတော့ညာတယ်ကွမ်းတော့ကလေကြတယ်ဒါမျိုးတွေပေါ့အဲ့လိုဟာမျိုးတွေကအခုကြုံတွေ့လာအဲ့လိုမျိုးလောကကြီးမှာကြာရကန်လုံးကင်းအောင်နေတယ်လို့ဆိုတာမဖြစ်နိုင်ဘူးဟုတ်တယ်မဟုတ်ဆိုတော့ကိုယ်တိုင်ရလေစိတ်ကုန်ခရတော်မှာသူ့မျိုးသမီးပေါ်သူကတာဝန်ကြည့်ရဲ့ခရတော်မှာပြောလို့ဆိုပြောလို့မလုပ်ဘူးပေါ့ဗျာပြောချင်တာအတိုင်းအတာတစ်ခုထိဟိုတစ်ချိန်မှာပြန်ပြီးတော့လာဖះဖြစ်တော့မှဒီတားတော့ရာဟုလာကိုတွေ့တယ်ရတော်တရားကိုတွေ့တယ်အစရှိရင်သူလုပ်တယ်ဆိုတာလုပ်တာလေဒါမဲ့တကားအနည်းပြဆုံးလို့ပါဆိုတော့ပြောပေမဲ့လူလေနော်ရတော်တရားလူလေရာဟုလာလည်းလူပဲအဖေနဲ့တော့ချွဲချင်းရှာမှာအဲ့တော့ဖះကိုတော့မှပြောမယ်ဆိုရင်တော့ပြစ်ရှာပြီးပြောမယ်ဆိုတော့ပြောလို့ရနိုင်တယ်အဲ့တော့အခုမှဒါနက်နက်ဆိုင်ခံစားလာတာဘာဖြစ်လဲဆိုတဲ့အခါကျအခုစိတ်မကောင်းပေါ့တချို့ຢာတွေကျတော့ကိုလုပ်တဲ့အရာတွေကိုမားလိုက်လည်းရှိပါတယ်အခုမားလိုက်လည်းရှိအခုမညီရွယ်ပဲနဲ့ဟိုပဝင်းကျင်ကနေပြီးတော့အကုန်လုံးကလိုက်မှားတယ်ပဝင်းကျင်ရဲ့အနေထားတစ်ခုရအခြေအနေတည်းအကြောင်းကိုမားသွားတယ်အဲ့လိုလူတွေကကိုလွန်ကျူးခဲ့တာလည်းရှိပါတယ်ညီလို့ပဲဆိုစကားကိုတာဝန်ယူရမယ်တာဝန်ခံရမယ်ဆိုလို့ရှိရင်ဒီအရာကြီးကကိုလွန်ကျူးခဲ့တဲ့အရာတွေပေါ့အဲ့လိုဖြစ်သွားခဲ့တဲ့လူတွေလည်းရှိတယ်အဲ့လိုလူတွေလည်းကိုစိတ်မကောင်းအဲ့လိုလူတွေကိုယ့်ဘက်မှာထားတဲ့အမြင်တွေစံနှုန်းတွေအတွေးတွေဟလာအထင်တွေလွဲသွားတဲ့ဟာတွေလည်းရှိတယ်အဲ့ဒါတွေအတွက်လည်းကိုတော်လေးစိတ်ထိကြရတယ်အခုအမြဲတမ်းနဲ့သူတို့တွေကိုကတောင်းပန်တယ်အများနဲ့စိတ်ထဲမှာအဲ့လိုမျိုးရှိတယ်ဒါပေမဲ့ပြောချင်တာအခုအဲ့လိုတွေကိုမလုပ်ချင်တော့စိတ်ကုန်ပါတော့စိတ်ကုန်ပါဖြစ်နိုင်လို့ရှိရင်အခုအားလုံးနဲ့အဝေးကိုပြေးဆက်သွားတယ်ပြောပြပါအဲ့လိုဟာကြီးနဲ့ရှောင်ထွက်သွားတယ်ဆိုတဲ့ဟာမျိုးကအရင်တော့စဆင်းတာ
စစဉ်းစားရင်းနဲ့မှတဖြည်းဖြည်းနဲ့မှအလုပ်ကိုပြောင်းမယ်ဆိုတဲ့အချိန်မှာစဉ်းစားရင်နောက်ပိုင်းကျတော့မှတဖြည်းဖြည်းမြင်လာအခုလည်းနားမလည်နိုင်ပေါ့နော်သူတို့တွေကအခုဘလို့ဘာကြောင့်အဲ့လိုမြင်သွားလဲဘာကြောင့်လဲခုနည်းနည်းလောက်တော့မှစာနာပြီးလို့မရဘူးလားပေါ့သူပြင်ဒါပေမဲ့နောက်မှသူကပြန်ပြီးငားတယ်လို့သူတို့ကငါမဟုတ်တာပဲဟောဖြီးသေးတယ်ပြီးရဲ့အချိန်အခုနောက်ပိုင်းကျတော့အဲ့လိုခီးသွားမယ်ဒါကြီးလုပ်မယ်လို့နေတဖြည်းဖြည်းနဲ့ဘာကြုံလာတယ်ဆိုတော့နားလည်မှုတွေလိုက်ရှာကြည့်ကြမယ်လူတွေကဘယ်လိုကြောင့်ဒီလိုလေးဖြစ်ကြလူမျိုးစိတ်တွေကဘယ်လိုရှိဘာဝါကြီးရဲ့အကြောင်းတရားတွေကဘယ်လိုရှိလူတွေရဲ့အကြောင်းတရားတွေကဘယ်လိုရှိလူတွေရဲ့အတွေးတွေကဘယ်လိုရှိအဲ့ဒီဟာတွေကိုလိုက်ရှာတော့မယ်လို့ဆုံးဖြတ်လိုက်ဒါကြောင့်မို့လို့ဒီ travel blog ဆိုတဲ့ဟာတွေကိုစပြီးရိုက်ဖြစ်တယ်ပုံမှန်ပေါ့ normal routine ဘဝတွေကနေတော့အခုကလုံးဝမတူညီတဲ့ဘဝတစ်ခုကိုလုံးဝဆုံးဖြတ်ပြီးတော့လုံးဝ change လိုက်တာတို့အတွက်ဒီ change ကအရင်ကြီးမှာပါအရင်ကြီးမှာဘယ်သူကြောင့်မှဆိုတော့ကိုမိမိနဲ့မိလည်းပြန်ပြီးတော့တိုက်ခိုက်ရတဲ့အချိန်တွေအများကြီးရှိပါတယ်။သွားနေလာနေနဲ့ကိုခြေဆုံးအိမ်နိုင်ဘဝတကယ်ကိုပဲအခုမှရောက်တာလားဆိုတော့တွေးမိတယ်။ဒါပေမဲ့ပြန်ပြီးတော့လည်းပြန်စဉ်းစားပါလူပေါင်းစုံနဲ့တွေ့ရတယ်နေရာပေါင်းစုံရောက်တယ်ပတ်ဝန်းကျင်အတူတူတွေ့တယ်အတွေးကောတူတူကိုကြုံရတယ်အမြင်တွေသူတို့အမြင်တွေဘယ်လိုရှယ်ပေးလာ။ငါအဲ့ဒါဆိုလေ anywhere တော့အခု live တစ်ခုကို change တာတဲ့စားလို့ဆိုရင် live တစ်ခုကိုစီးပြီးသား live တစ်ခုကိုပို့ပြီးတော့ပြည့်စုံသွားအောင်ဒီကိုလိုအပ်နေသေးတဲ့အရာတွေကိုဆက်လက်ပြီးတော့လေ့လာသွားတယ်ဆက်လက်ပြီးတော့ထိတွေ့တယ်လို့ပဲပြောချင်ပါတယ်အဲ့လိုမျိုးလို့ပဲကိုရှင်းလိုက်ပါတယ်ရှင်းပြီးတော့ blog တွေကိုရိုက်သွားမယ်နောက်တစ်ခုကဒီလေးကိုမြန်မာပြည်လူတွေမသွားနိုင်တဲ့လူတွေရှိတယ်သွားနိုင်တဲ့လူတွေရှိတယ်သွားနိုင်တဲ့လူတွေလည်းသွားကြပါသွားနိုင်တဲ့လူတွေကအကိုရဲ့ blog တွေကြည့်ပြီးတော့လည်းအတိုင်းအတာတစ်ခုပြီး knowledge တစ်ခုပြသွားတယ်မသွားနိုင်တဲ့လူတွေဒီလိုမှပဲနေပြီးသွားနိုင်တဲ့လူတွေလည်းဒီ blog တွေကြည့်ပြီးတော့ဖြစ်လာမယ်ဆိုရင်သူတို့ရောက်တဲ့ကဲတော့ငါတို့မြင်မှုတွေကွာငါတို့ရောက်ဘူးလို့ပါသူကတော့ငါတို့ကိုယ်စားသွားပြီးနေတယ်လို့အကူကလည်းသူတို့ကိုယ်စားသွားပြီးတယ်ဆိုတဲ့စိတ်ကလေးနဲ့ပဲအခုအရာကိုပြန်ပြီးတော့ဖြည့်ပြီးတော့တွေးပြီးတော့အခုသွားနေလုပ်နေပါ